ဥစွာတင်ဆက်မဲ့ရင်ကားကတော့အလှဖြာဝေးပုတ်ပါမြေရင်ကားပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအလဲပိုင်းပုတ်ပါဒေသမှာရှိတဲ့ပုတ်ပါမင်းငိမ့်တောင်ဟာနတ်များပျော်ဆန်ရာဒေသဖြစ်တယ်လို့နတ်ကိုးကွယ်သူများကယုံကြည်ကြပါတယ်စကဝါပန်းများလိုင်လိုင်ပေါ်ရာဒေသဖြစ်တာကြောင့်စကဝါမြေလို့လည်းခေါ်ဆိုကြပါသေးတယ်နတ်များပျော်မြူရာဒေသစကဝါပန်းများပွင့်လန်းရာနေရာတောတောင်တို့ရဲ့အေးချမ်းသာယာပုံတို့ကိုမြူးကြွမြန်ဆန်တဲ့ဒိုးချက်များနဲ့ပုံဖော်ထားတဲ့အလှဖြာဝေးပုတ်ပါမြေရင်အကအလှကိုတော့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနဦးစီးမှုရာထူးမှ CDM ပြုလုပ်ခဲ့တဲ့ဆရာဦးစရာလင်းရဲ့တင် जा ပြသမှုနဲ့ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများဖွဲ့စည်းထားတဲ့မြန်မာကာချာ Association အင်စင်းမဲအကောက်ဖွဲ့ကတော်ပြေတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ချစ်ခင်လေးစားအပ်ပါသောဂုဏ်တည်ရှိအပရိသတ်များအားလုံးရှုစားအားပေးကြပါအောင်ခင်ဗျာHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Hey!